ကျမအရင်တုန်းကအမှားတစ်ခုကိုကျူးလွန်မိဘူးပါတယ်အဲ့ဒါကဘာလဲဆိုတော့ writer တယောက်အနေနဲ့ script ရေးရမယ့်နေရာမှာ content ကိုသွားရေးမိတယ် content ကိုရေးရမယ့်နေရာမှာ copy ကိုသွားရေးမိတယ်ဒီလိုမျိုးလောက်ရခြင်းရဲ့ရလက်ကတော့ပေမန်းတလားဘာမှအရာမထင်ခဲ့ပါဘူးဒါကြောင့်ဒီနေ့မှာတော့ကျမလိုမျိုးအမှားမျိုးကိုထပ်မမှားရလေအောင်အားလုံးကိုဒီ script ဆိုတာပါလေ content ဆိုတာပါလေ copywriting ဆိုတာပါလေနဲ့ဒီသုံးခုရဲ့ကွာခြားချက်လေးတွေကိုလိုတိုရှင်ပြပြပြီးတော့ပါမယ်ကျမတို့တခုခုကိုမရေးခင်မှာအရင်ဆုံးဆုံးဖြတ်ရမှာကတော့ကိုဘာကိုရေးမလဲဆိုတာကိုအရင်ဆုံးသိရမှာပါပထမဦးဆုံး script writing နဲ့စလိုက်ရအောင် script ဆိုတာတကယ်တော့စကားပြောသလိုရေးတာကိုခေါ်တာပါစာဖတ်ဖို့မဟုတ်ပါဘူးကျမတို့ကဗီဒီယိုမှာပြောမဲ့အကြောင်းအရာကိုဒီ script နဲ့ကြိုပြီးထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျမတို့ရေးတဲ့မြတ် script တွေအကုန်လုံးကဒါပြောစကားလိုဖြစ်နေရပါမယ်ပြီးတော့ script ရေးရဆိုတာကကျမတို့ဒါစာဖတ်ဖို့မဟုတ်ပါဘူးဒီဗီဒီယိုမှာနားထောင်ဖို့ပေါ့နော်ဒါကြောင့်စာဆန်းဆန်းနေရေးလို့မရပါဘူးကိုစကားပြောနေကြပုံစံအတိုင်းကျမတို့ script တွေရေးရမယ်ဒါမှသာကျမတို့ဗီဒီယိုကိုကြည့်ရသူကကိုနဲ့စကားပြောနေရတယ်မျိုးတော့ဝါကြကြခန်းစားချက်ကိုရမှာပေါ့နော်ဒီတော့ script ဆိုတာကိုအချင်းဆုံးပြောရလို့ရှိရင်ဒါကျမတို့စကားပြောသလိုရေးတာကိုခေါ်တာပါဗီဒီယိုအတွက်စကားပြောသလိုရေးတာခေါ်တာပါဒါကြောင့်မလို့စာဆန်းလို့မရပါဘူး Okay ဒါဆိုရင်ကျမတို့နောက်တစ်ချက်ဖြစ်တဲ့ content writing ကိုသွားလိုက်ရအောင် content writing ဆိုတာကိုတော့ကျမတို့ဒါပေးကမ်းခြင်းနဲ့ပြောပြခြင်းဆိုတဲ့အထိပ္ပယ်လေးနဲ့ဖွင့်ဆိုခြင်းပါတယ်တခုရှိတာက content writing ကကျမတို့ဒါစာအတွက်ရေးတာပါကျမတို့ Facebook post တွေတင်မယ်ဒါမှမဟုတ်ဒါ website မှာ post တွေတင်မယ်ဒါမှမဟုတ်တခြားတော့ပေါ့နော် blog post တို့ဒီလိုမျိုး post တွေစာနဲ့ရေးတဲ့ post တွေကိုကျမတို့ content လို့ခေါ်ပါတယ်သူ့ကိုဘာလို့ပေးကမ်းခြင်းလို့ပြောလဲဆိုတော့ကိုယ်မှတည်ထားတဲ့ဘ ഹു တုတရဲ့အကြောင်းအရာတွေကိုဒါပြိသက်ကိုကျမတို့စာနဲ့မျှဝေပေးတာမလို့ဒါပေးကမ်းခြင်းလို့အထိပ္ပယ်ဖွင့်ဆိုတယ်ပေါ့နော်ဒီနေရာမှာရောင်းဖို့ဝယ်ဖို့ဒီလိုရောင်းတဲ့ selling ဘိုင်းမှာပါပါဘူးအဓိကကျမတို့ content writing ရေးရဆိုတာဒါကို content ကိုဖတ်ပြီးတော့လူတွေဘယ်လောက်ထိအကျိုးရှိသွားမလဲဆိုတော့ဒီအခန်းစားချက်ကိုရစေချင်လို့ရေးတာပေါ့နော်ဒီ content writing ကိုတော့ကျမတို့ကဒါစီးပွားရေးလုပ်ငန်းမှာအသုံးပြုမယ်ဆိုလို့ရှိရင် trust building လို့ခေါ်တဲ့ဒါ customer နဲ့ကိုယ့်ချာမှာယုံကြည်ချက်တည်ဆောက်တဲ့နေရာမှာအသုံးပြုပါတယ်ပြီးရင် customer knowledge ပေးတဲ့နေရာမှာလည်းဒါဘုသူတမျှဝေတဲ့နေရာမှာလည်း content ကိုအသုံးပြုပါတယ်ဒါဆိုရင် copywriting ကိုသွားလိုက်ကြအောင် copywriting ဆိုတာကတော့ရိုးရိုးရှင်းရှင်းလေးပါပဲ copywriting ဆိုတာကကျမတို့ selling ပါရောင်းရဖို့အတွက်ရေးတာပါစာဖတ်သူကဒါလည်း copywriting ဆိုတာလည်းစာအတွက်ရေးရပါတော့စာဖတ်ဖို့အတွက်ရေးတယ်ကျွန်တော်ဒါ Facebook post တွေမှာတင်လိုက်မယ်ဆိုလို့ရှိရင်ဒီ copy ကိုဖတ်ပြီးတော့လူကဝယ်ခြင်းလာမယ်ကျွန်တော်တို့ပရိသတ်ကိုဝယ်ခြင်းအောင်ဆွဲဆောင်နေဟာကိုက copywriting အကြောင်းပညာလို့ခေါ်ပါတယ်အကြောင်းရင်းကြီးလို့ခေါ်ပါတယ်ဒါကြောင့်မလို့ရောင်းဝတက်ချင်ရင် copywriting ကိုကျွန်တော်တို့သုံးရပါလိမ့်မယ်ဆိုတော့ကျမတို့အခုပြပြသွားတဲ့၃ခုရဲ့ဒါမတူညီချက်တွေပြောပြသွားပြီဆိုတော့သူတို့ရဲ့အဓိကကွာခြားချက်လေးတွေကိုလူလိုနဲ့တူတူကျမတို့မှတ်လို့ရအောင်တစ်ခါတော့ပြောပြပါမယ်စခရစ်ကကြတော့ဗီဒီယိုမှာစကားပြောဖို့အတွက်ရေးတာဖြစ်လို့စာဆန်းလို့မရဘူးစကားပြောသလိုပဲပြောရေးရမှာဖြစ်ပါတယ်ဒါ content နဲ့ copywriting ကတော့ကျမတို့ဒါစာရေးရဲ့ပုံစံပါပဲဒါပေမဲ့ content ဆိုတာကကျမတို့ကဒါပညာပေးတယ်ပေါ့နော်ပြောပြရဲပေးကမ်းတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါ customer ကိုရောင်းတာမဟုတ်ဘဲနဲ့ဒါကိုစာဖတ်တဲ့သူကိုဘူးတူတာတစ်ခုပေးရဆိုတဲ့ဟာကို content writing လို့ခေါ်ပါတယ် copywriting ဆိုတာကကြမှာဒါကျမတို့ customer တွေရောင်းမယ်ပေါ့နော်အရောင်းကြောင်းညာတွေကိုဒါ copywriting လို့ခေါ်ပါတယ်ရှင်ဒီတော့ကျမတို့တည်ထားမှာကကျမတို့လိုချင်တာဘာလဲပေါ့နော်ကိုကဗီဒီယိုအတွက် script ရေးချင်တာလားဒါမှမဟုတ်ရှင်ကိုကဒီ audience နဲ့ပို့ပြီးသိစေချင်တာလားဒါကြောင့်မလို့ trust building လုပ်ချင်တာလားပေါ့နော်ဒီလိုမျိုးဒီတက်တီဆောက်မယ် audience ကို knowledge ပေးမယ်ဆိုရင်content writing ကိုသုံးအောင်မှာဖြစ်ပါတယ်ဒါမှမဟုတ်ကိုကတခုခုပြိသက်ကိုရောင်းမယ်ဆိုလို့ရှိရင်ဒါ copywriting ကိုသုံးအောင်မှာပေါ့နော်ဆိုတော့ဒီကွာခြားချက်လေးကိုပြပြသိသွားပြီလို့ယုံကြည်ပါတယ်ခုလိုမျိုးပဲ writing နဲ့ပတ်သက်ပြီးတော့ဒါစာရေးရာနဲ့ပတ်သက်ပြီးတော့ဒါကျမတို့ knowledge sharing တွေပို့ပြီးသိချင်တယ် writing နဲ့ပတ်သက်ပြီးတော့အရေးကြီးတာလေးသိချင်တယ်ဆိုလို့ရှိရင်ကျမရဲ့ Maya page ကို follow လုပ်ထားလို့ရပါတယ်ကျမကတော့ Maya ပါကျမရဲ့ Maya page မှာလူတွေအားလုံးအတွက်စိတ်ငြိမ်းချမ်းခြင်းနဲ့ပိုကောင်းတဲ့ lifestyle ကိုအကြည့်လေးနဲ့ဖြတ်သန်းနိုင်ဖို့အတွက်စာတူလေးတွေရေးပြီးတော့တင်ပေးပါတယ်ဒါကြောင့်မို့လို့ဒီစာလေးတွေကိုဖတ်ပြီးတော့အကြည့်လေးရချင်လို့ရှိရင် follow လုပ်ထားလို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်